ပရမောင်းစုအနေနဲ့ဒီကောင်လေးကိုလှည့်ပြီးတော့ကျိုးတွေကိုရှော့ရမယ်နော်ကျိုးလေးကိုတက်ကုန်ဒီကောင်လေးတွေကိုဒီလိုလေးရှော့လိုက်မယ်ဒါလေးကျိုးတွေလဲမှပေါ်လို့အခုဆိုဒါလေးတွေရပြီနော် SP ကျိုးလေးတွေရှော့လိုက်လို့ရပြီအဲ့တော့ဒီကနေရှော့လိုက်ရပြီနော်ဒါလေးတော့ဖြုတ်ရပါမယ်ကျိုးလေးတွေကိုဒီကနေပြီးတော့ဒီလိုလေးလှည့်ပြီးတော့ဖြုတ်ရပါမယ်တချို့ကတော့ဒီ spray ရဲ့ကန်အားကိုခံဖို့အတွက်ကိုဒီအောက်မှာတစ်ခုခုခိုးတယ်အဝတ်စားလေးနဲ့ပတ်ပြီးတော့တစ်ခုခုခံနိုင်ရှိရတစ်ခုခုလိုက်ရင်ဒီ spray ကတော့ဒီတိုင်းပဲငြိမ်နေမှာပေါ့နော်ဒီအနောက်ကိုလမ်းမသွားဘူးပေါ့ဒါအခုတော့အနောက်ကိုလမ်းသွားတယ်လမ်းသွားဆိုတာကလည်းအကြောင်းကိစ္စရှိလို့လမ်းသွားတော့ဒီနောက်မှာဒါလေးတွေပါကြည့်နိုင်လို့လေဒါလေးကိုဖြုတ်လိုက်မယ်ကိုယ့်ဒီတင်းထားတဲ့ spray အားလေးကိုမှတ်ထားပြီးတော့ဒီကောင်လေးတွေကိုနည်းနည်းချင်းနဲ့ပြန်လျှော့ပြီးတော့ဒီ spray ရဲ့တင်းအားကိုဟိုပါပေါ့နည်းနည်းပြန်ပြီးဒီတိုင်းတုံ့ပြန်လို့ရတယ်ကျိုးတက်ပြီးတော့မှဒီရတယ်လို့ပြန်ဆွဲရင်းနဲ့ကျိုးညှိရင်းနဲ့ဒီကောင်ကလည်း adjust လုပ်လို့ရတယ်ဆိုတော့ဒီကောင်လေးကအမြဲတမ်းအနောက်ကအဖုံးမတက်ထားဘဲနဲ့ဒီလိုလေးထားထားရင်တော့မဆိုးဘူးပေါ့နော်ဒါကနေပြီးတော့ရှေ့ဘားလောက်မှညှိနေတယ်၄ခု၅ခွက်လောက်မှညှိနေတယ်လို့ထင်လို့ရှိရင်ဒီကောင်လေးကိုလှည့်ပြီးတော့ဒီအောက်ထက်ကtrash ကိုလှည့်လို့ရပါတယ်ဒီမှာ stitch ချောင်းထည့်ထားတဲ့ track shot ရှိပါတယ်အဲ့ဒီကောင်လေးကိုဒီဘက်ကို algae တစ်ခုခုနဲ့ဒီဘက်ကိုဒီလိုလေးလှည့်လိုက်မယ်ဆိုရင်ဘာကတ်သွားပါလေဒီဘက်ကိုသွားမယ်ဆိုရင်ဘာဝေးသွားပါလေလောလောဆယ်တော့နည်းနည်းလေးညှိရလို့ထင်ရင်ကိုအောက်ကိုနည်းနည်းလေးတစ်ပတ်နှစ်ပတ်လောက်လှည့်လိုက်ရပါပြီဘာလေးအရှိမှနည်းနည်းလေးညှိနေတယ်လို့ခံစားရတဲ့အတွက်ဒါလေးကိုနည်းနည်းလေး adjust လုပ်ပါမယ်တကယ်တော့မလိုအဲ့ရင်တော့မလုပ်သင့်ပါဘူးဒီဘက်ကနေရင်ထိုးရတယ်အတိအကျဒီဘက်မှာဒီဘက်ကနေထိုးပြီးတော့ဒီနေရာလေးပေါ့ဒီနေရာလေးကိုပြန်ထည့်မယ်ပြန်ထည့်ပြီးတော့ဒါလေးနဲ့ချက်မယ်ပြီးတော့ဒါကျိုးပြန်ပြီးတော့တင်းလိုက်မယ်ပြီးတော့ဒါလေးတွေပြန်တက်လိုက်မယ်ပြန်တက်တဲ့အခါမှာလည်းဒီလိုမျိုးတွေမတက်ဘဲနဲ့ဒီလိုမျိုးအမြောင်းတိုင်းနဲ့တက်မယ်ဒီနေရာလေးကိုတက်တဲ့အခါမှာလည်းတအားကြီးနဲ့အတိမချက်ရဘူးအပေါ်မှာတင်ရုံလေးပဲတင်ရမယ်တချို့ခေတ်ထားတယ် trampoline ဆက်လိုက်လို့ကျူမီရော့တယ်ဆိုတာတခြားကီးတွေကြောင့်လည်းဆိုင်သလိုအနောက်က trampoline အုံကြောင့်လည်းဆိုင်သလိုဒီကောင်လေးကလိုလာတဲ့ကိုပိုရှိနေရင်လည်းသူကကြက်တာမမိတော့ဘဲနဲ့ကျူးကြီးပြန်ကျတတ်တယ်လောလောဆယ်တော့ဒီအပေါ်ရံနဲ့တင်ထားတယ်ဒီကနေတင်လျှော့ထားတာဖြစ်တယ်ဒီကောင်လေးကိုလည်းပြန်တင်းတာပါနော်အဲ့လိုမဟုတ်ဘူးဆိုရင်ဟိုဘက်ကခုထားရင်လည်းအဆင်ပြေတယ်ဒီလိုဆိုတော့ဒါလေးကိုလည်းကျူနေနဲ့တူဒါလေး adjust လုပ်ဖို့အတွက်ကိုပြန်တင်းတယ်လောဆိုတော့တချို့ကတော့တကြိုးကြော်ညှိကြတယ်ဒါပေမဲ့ဒီကိုပုံစံနဲ့ကိုပေါ့နော်ဆရာတို့ဒီမှာ6ကျိုးပေါ့6ကျိုးကို F မှာမထားတော့E မှာမထားတော့ F ရှက်တို့ G တို့တော့တင်လိုက်တယ်အများကြီးတင်လိုက်တယ်5ကျိုးကိုလည်းတင်လိုက်ကျန်တဲ့1ကျိုးတွေပဲတင်လို့ရှိရင်ပြတ်သွားနိုင်တယ်လေအဲဒါကြောင့်ပို့တင်လိုက်လို့ရှိရင်ဒါဆိုရင်5ကျိုးက C ရှိရရပါပြီဒါဆိုရင်4ကျိုးက D ပေါ့ D ထက်ကျော်ပြီးညှိလိုက်မယ်โอเคကျန်တဲ့3ကျိုးကညီအောင်ညှိရင်းနဲ့ကျန်တဲ့ဒီပုံမှာ B ဖြစ်နေတယ်အပေါ်ဆုံးကျိုးက F ရှက်ဒီမှာဆိုရင်5ကျိုးက B တောင်ဖြစ်နေတယ်ဒါဆိုရင်အဲ့လို D ရှက်ပေါ့နော် D ရှက် E လောက်ထိတင်ထားလိုက်မယ်ဒါမှအောက်ကိုတင်လိုက်ရင်တော့အပေါ်ကနေလိုလိုကျလာမှာဒီကောင်က2ကျိုးက B 2ကျိုးက B ဒီကောင်က E 2ကျိုးက B 3ကျိုးကတော့ G
ဒါဆိုရင်အပေါ်ဆုံးမှာခုနက G လောက်ဖြစ်နေတဲ့ဟာပြန်ကြည့်အောင်သူ F လာပဲကျန်တော့တယ်နောက်တစ်ခါ E လောက်ထားတဲ့ကောင် A shape B လောက်ထားတဲ့ကောင် B shape ပဲရှိတော့တယ် T shape အဲ့ဒီအောက်ပိုင်းလေးတွေလည်းညီအောင်ညှိမယ်အဲ့ဒီ T shape ဒီကောင် G T shape A shape F တော်တော်လေးများတယ်ဒီကောင်လိုအပ်တဲ့ပုံစံနဲ့ပို့လျှော့လိုက်မယ်တော်တော်လေးပို့များတယ်ဒီလောက်လျှော့မယ်အပေါ်ဆုံးယူကိုဒီလောက်လျှော့လိုက်မယ်ပြီးတော့ပြန်ညှိမယ်အေယူညီအောင်ညှိမယ်ကျန်တဲ့ကျိုးတွေညီအောင်ညှိလိုက်မယ်လျှော့အောင်ဖြတ်သွားလိုက်မယ်အားလုံးကလျှော့ရမယ်ဟာဖြတ်သွားလိုက်မယ်သူလျှော့ရလိုက်မယ်တကျိုးလျှော့ရလိုက်မယ်ဒါဆိုအပေါ်ဆုံးကျိုးပြန်ကြည့်လိုက်ရင်နည်းနည်းတက်လာနည်းနည်းဒီချက်လျှော့ရမယ်နည်းနည်းလေးပဲတင်လိုက်ရမယ်ဒါဆိုရပါတယ်ညှိပြီးသွားပြီဆိုရင်တော့ဒါလေးကိုဒီလိုချက်လိုက်လို့ရတယ်ဒါဆိုဒီလိုလေးချက်ထားမှာနော်ပြီးတော့ဒီမှာရှိတဲ့အဖုံးလေးပြန်တက်ရအောင်ဒါဆိုရင်ဒီကောင်လေးကိုချက်လိုက်လို့အဲ့တော့တချို့ကြတော့ကျိုးညှိတဲ့ခါမှာ adjust လုပ်တဲ့ခါမှာဒီကနေညှိလာမျိုးထက်ဒီကနေပြီးတော့ကျိုးလေးနဲ့တက်ချင်ဒါလေးနည်းနည်းထည့်ရမယ်အပေါ်ကကျိုးကိုတက်သွားတယ်ဟိုကနေသွားလှည့်ကြမလို့ဒီနောက်ပြီးတော့ဒီကောင်လေး short လိုက်လို့ရှိရင်ကျိုးကနည်းနည်းရော့သွားလာမယ် separate နေရနေပြီးတော့နောက်တစ်ချို့ကဒီကိုဒဲသွားတယ်တုံးညောင်ဒီကောင်အလေကောင်မဒဲတော့ကိုတန်ရပေါ့နော်ကိုချိတ်တဲ့ဟာကိုသွားလို့ရတယ်